မင်္ဂလာပါမတ်လ12ရက်နေ့သတင်းတွေကိုတင်ဆက်တော့ပါမယ်ဒီနေ့ညမှာတော့ကတိုင်းတောင်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ KIA တပ်မဟာ9ဒေသအတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းမုံပါKIA တပ်မဟာ9အမှတ်6တပ်ရင်ဒေသမှာရှိတဲ့ကတိုင်းတောင်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ကနေမတ်လ17ရက်နေ့ညနေပိုင်း6နာရီအချိန်လောက်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်။မနေ့ကမနက်ပိုင်းမှာလဲကတိုင်းတောင်ကဆင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်ဖွဲ့ကနှက်မော်ကျရွာအနီးမှာထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မတ်လ12ရက်နေ့မှာလဲ KIA အမှတ်17တပ်ရင်းဒေသကအကေကျရွာအနီးမှာ KIA နဲ့စစ်ကောင်စီတပ်တွေထိတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ KIA ဌာနချုပ်အနီးဝန်းကျင်ဒေသမှာလည်း KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုစစ်ကောင်စီကတိုက်လေရင်တွေနဲ့နှိမ့်စင်ပုံကျဲတိုက်ခိုက်နေပြီးတော့လိုက်စာအနီးတစ်ဝိုက်မြစ်ကျနာကားလမ်းမတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်ထွက်ပြေးသိမ်းရှောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းနှင်းမြေရှင်းလင်းမှုတွေလှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ KIA တပ်မဟာ9ပူးပေါင်းတပ်ကမတ်လ12ရက်နေ့နေ့လယ်12နာရီအချိန်မှာတာမခန်ကဆင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုနှက်မော်ကျရွာနဲ့ကောင်ဆန်အကြားမှာကြားဖြတ်တိုက်ခိုက်အောင်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်။ဒီမနက်ပိုင်း8နာရီခွဲအချိန်မှာလဲဖရီဘုံဖက်ကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကောင်းခမ်ကျရွာအနီးစောက်ကြိုတိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုစစ်ကောင်စီကစစ်အင်အားတွေထပ်မံတိုးချဲ့နေတယ်လို့စုံစမ်းသိရှိရပါတယ်။မတ်လ12ရက်နေ့ရဲ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။